Hello အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုမှာတော့ Telegram ကိုဘယ်လို download လုပ်ကမလဲပြီးဖုန်းထဲက Telegram ကို laptop ထဲမှာဘယ်လိုချိတ်ကမလဲဆိုတာပြပြပေးသွားမှာဖြစ်ပါတယ်။အဲ့ဒါဆိုရင်တော့ကျွန်တော် browser တစ်ခုကိုအရင်ဆုံးဝင်လိုက်ပါ။ဒီ search box မှာ Telegram download ဆိုပြီးတော့ပဲရိုက်ရှာလိုက်ပါ။ဒီဒါဆိုရင် Telegram desktop ပြီးလို့ရှိရင်ဒီမှာ get Telegram for Windows 864ဆိုတာရှိပါတယ်။အဲ့ဒါလေးချက်နေလိုက်ပါ။ဒါဆိုရင်တော့ download တွေကဒီချက်ဝင်သွားပြီပဲဖြစ်ပါတယ်။ Okay ဒါလေးပြသွားပြီဆိုရင်တော့ဒါလေးကိုနှစ်ချက်နှိပ်လိုက်ပါပြီးဆိုရင် okay ဒါ Telegram ရောက်မဲ့နေရာပေါ့နော်သူ location မှာဒီနှိပ်ပဲနှိပ်ပေးလိုက်ပါ image next install ပါ finish ဒီဒါဆိုရင်တော့ဒါဖုန်းထဲကနေပြီးတော့ Telegram အကောင့်ကိုလှမ်းယူရမှာပဲဖြစ်ပါတယ် Telegram ထဲကိုရောက်ပြီဆိုရင်သူ့ရဲ့ဒီ script ပေါ်မှာပြောထားတဲ့အတိုင်းပေါ့နော် Telegram ကိုဖွင့်ပါပြီး setting ကိုတော့မယ် device ရဲ့ link desktop device ဆိုပြီးတော့ပြင်ဒီပုံ scan လောက်ကမှာပေါ့နော် scan လုပ်လိုက်ရင်ရပြီဖြစ်ပါတယ် Okay ကျွန်တော် setting လေးကိုတော့မှာပဲဖြစ်ပါတယ်ဒီ setting ပြီးဒီမှာ device ဆိုတာရှိပါတယ်ပြီး link device Okay အဲ့ဒါရပြီဆိုရင်တော့laptop ပေါ်ကဒါကို scan ဖတ်လိုက်မယ်ဆိုရင် laptop ထဲမှာကျွန်တော်တို့သုံးနေတဲ့ Telegram အကောင့်ရောက်သွားပြီပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါအားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်